အားလုံးပဲမင်္ဂလာပါ family ရလေပြန်လဲကြိုဆိုလိုက်ပါတယ်အခုကျွန်တော်ဆော့ပြမှာကတော့ mini alpha ကိုအသုံးပြုပြီးတော့ private wire ကိုဘယ်လို hack လဲဆိုတာကျွန်တော်ဆော့ပြမှာဖြစ်ပါတယ်ခဲပထမဆုံး private wire တွေကိုတွားမယ်ပြီးတော့ကြော်ရလေးတက်လာမယ်အကြော်ရလေးကိုကြော်လိုက်မယ်ခဲပြီးတော့ private wire တွေကိုဝင်သွားမယ်လိုင်းရဲ့ခြေလေးရခလာတော့စောက်ပြီးပေါ့နော်ကဲခင်းနဲ့ရောက်သွားပါပြီခင်းနဲ့ရောက်သွားရင်သူကပထမဦးဆုံးဆိုတော့ data တွေကိုလုံးတိလုံးညာပေါ့နော်လုံးတိလုံးနေတာလေးကိုခလာလေးစောက်လိုက်မယ်ခလာလေးစောက်ပြီးတော့နိုင်ကြောင်ကြီးကောင်းတယ်လို့ပေါ့နော်နိုင်ကြောင်ကြီးကောင်းတယ်လို့ data တွေကိုပြည့်စုံမယ်ဖိတ်စစ်စစ်နဲ့ဆောက်ပါပြီးရင်မုံထောင်သွားမယ်စစ်တိုက်အောင်ပေါ့အဲ့လိုမျိုးတင်မောကတော့ကျုံကာဝယ်တဲ့ပုံစံပေါ့ကျုံကိုလာရောက်မယ်တိုက်မယ်ညသွေးတွေကိုအဲ့လိုမျိုးချင်းမုံရမယ်ပေါ့အဲ့လိုမျိုးနေမှာမတော်ဘူးဆုံးသွားပြီးလေသွားမယ်အဲ့မှာကျွန်တော် level ခွန်တီးပေါ်ရောက်ပြီပေါ့နော် level ခွန်တီးရောက်ရင်တင်မောရေးမယ်ပြီးတော့တိုက်ခိုက်မှုစတင်မယ်ပေါ့အဲ့ဒါကကျုံလေးရောက်ပါပြီပေါ့နော်ဆိုတော့တင်မောနဲ့စစ်စစ်အဲ့လိုအဲ့မှာဓာတ်မီးက9999ပေါ့နော်ဒီတော့တက်ရောခိုင်းစီရပါတော့ဒီမော်ရရတယ်လို့တုံးလို့ရတယ်ဆိုတော့တစ်ချက်ခံရနော်တစ်ချက်ခံရတော့တကောင်ကိုတစ်ချက်စာတော့ကောင်းလို့ပေါ့နော်အဲ့လိုမျိုးထမင်းကအကိတ်ကြီးတွေဆိုရတာဖြစ်ပါတယ်အကိတ်မျိုးကိုအိုင်းပါနော်အဲ့တော့ဘာပေါက်တော့ဆိုတော့ဘာမှမပေါက်ဘူးအဲ့ဒါလည်းဒီဦးလေးမပြေးတဲ့အချိန်မှာအဲ့လိုဆော့လို့ကောင်းမဲ့ခင်ဗျမျိုးစားလေးတစ်ခုဖြစ်ပါတယ်